မျိုးသားညီတော်မောင်ထိပ်ပဲဖြစ်ချင်းကိုကျွန်တော်တို့ stapler ကျွန်တော်တို့အသုံးပြုပြီးဖြစ်ချင်းကကျွန်တော်တို့ဒါသွေးထွက်တာနည်းစေတယ်ဖျက်ကြရင်လည်းကျွန်တော်တို့တိုးတောင်းတယ်10မိနစ်15မိနစ်လောက်ပဲကျွန်တော်ကြာတယ်ပေါ့လေပြီးလို့ရှိရင်ကျွန်တော်တို့အနာပိုးဝင်နိုင်မှု chance တော်နေတယ်ပေါ့အဲ့လိုကောင်းကျိုးလေးရှိတယ်လို့ကျွန်တော်တို့ဒီ stapler ကိုအသုံးပြုခြင်းအားဖြင့်ကျွန်တော်ဆိုးကျိုးတွေကျွန်တော်ရှိတယ်ဆိုတော့ကျွန်တော်တစ်ချက်ကျိုးပြီးကျွန်တော်ရှင်းပြပေးထားတာပါเนาะကျွန်တော် second again stapler ကိုကျွန်တော်အသုံးပြုမယ်ဆိုလို့ရှိရင်ကျွန်တော်ပြဿနာတစ်ခုတက်တာကကျွန်တော်တို့ကအရေးပြားကိုအတူအရှိညှိလို့မရတတ်ဘူးเนาะကျွန်တော်တို့ကရိုးဒီလေသာဆက်နံပါတ်ဖြစ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအရေးပြားရဲ့အတူအရှိကိုကျွန်တော်ညှိလို့ရတယ်ဒါပေမဲ့ stapler ကျတော့ကျွန်တော်တို့ဒီကုန်းသီးလုံးကျွန်တော်ငုံပြီးတော့ဘွားနဲ့အရေးပြားပြန်အုပ်လိုက်တယ်ဒီကျွန်တော်ပြန်ဖြတ်တဲ့အခါကျတော့ရှင်အရေးပြားကအခမ်းမသိရင်တိုသွားနိုင်လို့အရင်နဲ့ရှည်ကြသွားနိုင်ပြဿနာကြုံရတတ်တယ်ပေါ့အဲ့ကမှကျွန်တော်တို့ကတော့ဒါအတွေ့အကြုံနဲ့ပဲကျွန်တော်ဖြည့်ရှင်းရတာပေါ့လေဒီဥစ္စာကိုဘယ်လောက်ပမာဏဖြတ်မယ်ဆိုလို့ရှိရင်တော့ quality တော့ကြိုက်မယ်ဆိုတာဒါအတွေ့အကြုံနဲ့ပဲကျွန်တော်ဖြတ်ကြတာပေါ့အရင်ကျွန်တော်တို့က quality သွားမှစားလို့မရဘူးဒီလိုပြဿနာတွေတခုကျွန်တော်ကြုံရတတ်တယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ကအရေးပြဖြတ်လိုက်တဲ့ခါကျတော့ရှင် stapler ကွင်းရကျွန်တော်တို့လိန်နံကပုံမှန်ပြော့နေတဲ့အချိန်မှာကျွန်တော်ဖြတ်တာပေါ့လေမနက်ပိုင်းကျွန်တော် morning erection လာတဲ့အခါချိန်ကြလို့ရှင်ကျွန်တော်တို့ဒီလိန်နံကကျွန်တော်တင်းပြီးကျလာတဲ့အခါကျရင်ဒီ stapler ကွင်းတွေကသွားပြီးညှစ်တယ်လို့ဖြစ်တတ်တယ်ပေါ့နော်အဲ့ခါကျတော့ရှင်ကျွန်တော်တို့ကွင်းလုံးသွားပြီးညှစ်မိတယ်လို့ဖြစ်တဲ့အခါနဲ့နာနာကျင်လာဖြစ်တတ်တယ်ပြီးလို့ရှိရင်ကျွန်တော်အညူမဲဆွတာမျိုးကျွန်တော်ဖြစ်တတ်တယ်ပေါ့နော်အဲ့လိုပြဿနာမျိုးတွေကျွန်တော်ကြုံရတတ်တယ်ပေါ့များသောအားဖြင့်ကဒီလိုပြဿနာနဲ့ဆက်ဖြစ်တာများပါတယ်